ကဲဒီနေ့ကိုတော်တို့တချင်းလေးတစ်ပုတ်ဆိုပြမယ်နော်ဒါပေမဲ့အခုဆိုပြမယ်တချင်းလေးကလေကိုတော်တို့နဲ့ကြိုက်ချင်းများတူနေမလားမသိဘူးနော်တချင်းလေးကိုကြိုက်တယ်ဆိုရင်ဘယ်သူဆိုတာလဲဆိုတာလေးမှန်းခဲ့ပြီနော်ပြီးတော့ခေါင်းစဉ်လေးလည်းမှန်းခဲ့လို့ရပါတယ်တခုမြတ်တာရက်ခံချင်တာလေအဆိုတော်မဟုတ်တဲ့အတွက်ပြင်းပြေဆိုတာဖြစ်တဲ့အတွက်ပေါ့နော်ကိုတော်တို့ရဲ့မြတ်တာစိတ်ကလေးနဲ့ချစ်ခင်တဲ့စိတ်ကလေးနဲ့နားဆင်ပေးပါလို့ပြောချင်ပါတယ်လာလန်းကိုမြောလာလန်းတို့မြောရွှေလေးတိုင်းပြုတ်ပြုတ်ဖျောင်းလို့ရိုင်းလို့မတတ်နော်နေစီနေတိုင်းမှန်းလို့မြောငီးနဲ့ညတကောင်ထက်ကျော်မြောသားမြောဟောပေါ်မလာတော့အနစ်ချမိတပါချစ်တနာလဲနော်ချစ်တနာငယ်လို့ရောက်လန်းခဲ့ပါနော်ချစ်တနာငယ်လို့ရောက်